ယောက်ျားချစ်ဖို့ယောက်ျားကကိုယ့်ကိုပြစ်မသွားဘူးကိုယ်ကွယ်ရမှာယောက်ျားခြေမရှုပ်ဘူးအဲ့တော့ကိုယ်ကွယ်ရမှာယောက်ျားအတွက်ရတဲ့အေးရဖို့အတွက်အိမ်တော်ရှင်မျိုးသမီးများအတွက်ဖြစ်ပါတယ်ရွှေစကားကိုကြည့်ရှုအားပေးနေကြတဲ့ခုနှစ်သားခုနှစ်သမီးအားလုံးကိုစိတ်နှပြကျမ်းမှာချမ်းသာတော်ဝင်နိုင်ကြပါသေးဗျာအခုကျွန်တော်ပြောမဲ့ဂမ်ဘီယာနီလေးကတော့ယောက်ျားချစ်ဖို့ယောက်ျားကကိုယ့်ကိုပြစ်မသွားဘူးကိုယ်ကွယ်ရမှာယောက်ျားခြေမရှုပ်ဘူးအဲ့တော့ကိုယ်ကွယ်ရမှာယောက်ျားအတွက်ရတဲ့အေးရဖို့အတွက်အိမ်တော်ရှင်မျိုးသမီးများအတွက်ဖြစ်ပါတယ်အခုကျွန်တော်ပြောချင်တဲ့ရတရားကထူးထူးခြားခြားလေခက်ခက်လည်းမလုပ်ရပါဘူးလုံးဝင်လည်းလုံးတော့အမတန်မှအစွမ်းထက်မြက်ပါတယ်လို့ပြောချင်ပါတယ်လုံးဝရတရားလေးတွေကတော့သိမခတ်ပါဘူးကျွေးပကံများတစ်ချက်ထဲမှာစတော်ဘယ်ရီတွေထည့်ရပါမယ်အဲ့ကျွေးပကံများဆိုတဲ့ထက်ထဲမှာကရွှေရေးထားတဲ့နှခမ်းရဲ့ဘေးပတ်ပတ်လည်းမှာရွှေရောင်လေးတွေကိုထားတဲ့ပကံများဆိုရင်ပိုးပြီးတော့အဆင်ပြေပါတယ်အဲ့ဒီပကံများထဲမှာစတော်ဘယ်ရီတွေထည့်ပါမယ်ထည့်ပြီးတော့အဲ့ဒီပကံများလေးကိုကိုင်းပြီးတော့ကြည့်ပြီးတော့ဘာလို့ရမလဲဆိုတော့ကိုယောက်ျားကိုချစ်ဖို့အာယုံပြုရတာပေါ့နော်ကိုချစ်ပါစေကိုပြစ်မတော်ဘဲနဲ့ကိုကွယ်ရမှာမရှုပ်ပါစေနဲ့စသည်အပြင်ကိုဆူတောင်းတယ်လို့ဆူတောင်းမှာပေါ့ဆူတောင်းပြီးဆိုတော့အဲ့ဒီပကံများလေးကိုသိမ့်ထားပါကဲကိုအမျိုးသားပြန်လာတဲ့အချိန်မှာအဲ့ဒီပကံများထဲကစတော်ဘယ်ရီတွေကိုကိုအမျိုးသားကိုကျွေးလိုက်ပါသူစားနေတဲ့အချိန်မှာလေခုနကလိုဆူတောင်းမှုတွေပြုပါမယ်အဲ့ဒီရတရားလေးကိုလုတ်ပြီးတော့ကဲမျိုးသားအတွက်ရရမအေးဖြစ်နေကြတဲ့အိမ်တော်ရှင်မျိုးသမီးများအားလုံးစိတ်အေးချမ်းသာမှုတွေဖြစ်ပါစေဗျာ